မြန်မာသမိုင်းရဲ့ထူးခြားပြောင်မြောက်တဲ့တန်တမန်နဲ့ပညာရှိကြီးကင်းဝင်းမင်းကြီးဦးကောင်းကမ္ဘာအလယ်မှာမြန်မာကိုသိစေခဲ့တဲ့ပညာရှိဝင်ကြီးတဦးအကြောင်းသင်သိပါသလားသူကတော့မြန်မာသမိုင်းရဲ့အငင်းပွားဖွယ်ရှိဆုံးနဲ့အထက်မြတ်ဆုံးပုဂ္ဂိုလ်တဦးဖြစ်တဲ့ကင်းဝင်းမင်းကြီးဦးကောင်းကပဲဖြစ်ပါတယ်ဦးကောင်းဟာအမရပူရခေတ်မှာမွေးဖွားခဲ့ပြီးငယ်စဉ်ကတည်းကစာပေဗဟုသုတကျွယ်ဝသူပါမင်းတို့မင်းတရားကြီးလက်ထက်မှာတန်တော်ဆင့်အဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးထူးချွန်လွန်းလို့မင်းတို့မင်းရဲ့ယုံကြည်အားကိုးမှုကိုအပြည့်အဝရရှိခဲ့ပါတယ်။သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုကတော့မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ်အင်္ဂလန်ပြင်သစ်နဲ့အီတလီနိုင်ငံတွေကိုတွားရောက်ခဲ့တာပါ။အနောက်နိုင်ငံတွေရဲ့တိုးတက်မှုကိုမြင်တွေ့ခဲ့ပြီးမြန်မာနိုင်ငံကိုခေတ်မီတဲ့နိုင်ငံတစ်ခုဖြစ်အောင်ပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်။ကင်းဝင်းမင်းကြီးပြင်သစ်သွားဒိုင်ယာရီဆိုတာသမိုင်းမှာအခုထိထင်ရှားနေသေးပါပဲ။ဒီပေါ်မင်းလက်ထက်မှာတော့မြန်မာသဘောထားကွဲလွဲမှုတွေကြားသူဟာခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုချခဲ့ရပါတယ်။အင်္ဂလိပ်တွေမန္တလေးကိုတိမ့်ပိုက်ချိန်မှာတွေးကြောင်းစည်းမှုကိုတားဆီးဖို့ကြိုးစားခဲ့တာကြောင့်သူ့အပေါ်သမိုင်းရဲ့ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပေမဲ့သူ့ရဲ့မျိုးချစ်စိတ်နဲ့ပညာရှိမှုကိုတော့ဘယ်သူမှမငြင်းနိုင်ပါဘူး။မြန်မာနိုင်ငံရေးတန်တမန်ရေးနဲ့စာပေလောကမှာမရှိမဖြစ်မှတ်တမ်းတင်ထားရတဲ့ကင်းဝင်းမင်းကြီးအခုမြင်တွေ့နေရတဲ့ပုံဟာ1009ရပြည့်နှစ်ဝန်းကျင်ကဝစ်စုံပြည့်နဲ့တွေ့ရတဲ့ပုံရိပ်အစစ်အမှန်ပဲဖြစ်ပါတယ်ဒီလိုသမိုင်းဝင်အကြောင်းအရာတွေကိုစိတ်ဝင်စားရင် follow လုပ်ထားဖို့မမေ့နဲ့အောင်တော့